ထိုင်းနိုင်ငံမှာနေပြီးတော့မိတ်ဆွေကခီးသွားလာတဲ့အခါမှာပိုက်ဆံတွေအများကြီးကုန်နေတယ်ဆိုရင်ဒီနည်းလမ်းကိုမတည်သေးလို့ဖြစ်ပါလိမ့်မယ်ဥပမာအနေနဲ့မိတ်ဆွေကဘန်ကောက်ကနေပတ္တရာကိုတစီးနဲ့သွားမယ်ဆိုရင်ဘတ်2000ဝန်းကျင်ကုန်ကျနိုင်ပေမဲ့ဒီနည်းလမ်းကိုသိရင်မိတ်ဆွေကဘတ်200နဲ့သွားလာနိုင်မှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီနည်းလမ်းကတော့ထိုင်းလူမျိုးတွေအများစုအသုံးပြုကြတဲ့လိုတိုကာစီနီပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့နောက်ပြီးတော့ဗီဒီယိုရဲ့အဆုံးမှာ Google Map ကိုအသုံးပြုပြီးတော့ကိုယ်နဲ့အနီးဆုံးမှာရှိတဲ့လူတူကားဂိတ်တွေဘယ်လိုရှာဖွေရမလဲဆိုတာပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုအဆုံးထိကြည့်ရှုသေးကြပါရခင်ဗျလူတူကားဆိုတာခီးတဲ့10ယောက်ကနေ14ယောက်အထိစီးနှင်းနိုင်တဲ့မီနီဘတ်အမျိုးအစားဘန်းကားတွေဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကခီးမသွားခင်အချိန်ကတည်းကဘယ်နေရာကိုဘယ်အချိန်မှဘယ်လိုသွားမယ်ဆိုတာကြိုတင်ပြီးတော့ပလန်ချထားမှာပဲဖြစ်ပါတယ်လူတူကားတွေရဲ့အားသာချက်ကတော့ဘတ်စကားအကြီးတွေထက်ပိုပြီးတော့မြန်တယ်တစီတွေထက်ပိုပြီးတော့ဈေးသက်သာတယ်ပြီးတော့လည်းမျိုးတစ်မျိုးနဲ့တစ်မျိုးကိုဓာတ်ရိုက်ချိတ်ဆက်ထားတာဖြစ်လို့ပိုပြီးတော့အဆင်ပြေပါတယ်ဥပမာအနေနဲ့မိတ်ဆွေကဘန်ကောက်ကနေပတ္တရာကိုသွားလာနိုင်တယ်လို့ဘန်ကောက်ကနေလက်ရောင်ဘန်ကောက်ကနေအယိုးရစသဖြင့်ဓာတ်ရိုက်သွားလာနိုင်မှာပဲဖြစ်ပါတယ်တကယ်လို့မျိုးတစ်မျိုးနဲ့တစ်မျိုးဓာတ်ရိုက်ချိတ်ဆက်ထားတာမရှိရင်ချိတ်ဆက်ထားတဲ့မျိုးကိုအရင်ဆုံးသွားရပါမယ်ဥပမာအနေနဲ့လက်ရောင်ကနေကချနာပူရီကိုသွားမယ်ဆိုရင်ဓာတ်ရိုက်သွားလာလို့မရပါဘူးအဲဒါကြောင့်မို့လို့အရင်ဆုံးလက်ရောင်ကနေဘန်ကောက်မှာရှိတဲ့မော်ချစ်ကားကွန်းကိုအရင်ဆုံးသွားရပါမယ်အဲ့ဒီကနေမှတဆင်ကချနာပူရီကိုဆက်သွားလို့ရမှာပါကျွန်တော်တို့ကကားဂိတ်ကိုရောက်ပြီဆိုတာနဲ့ကိုသွားမဲ့မျိုးကိုပြောပြရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဟာကားဂိတ်ကိုရောက်ပြီဆိုတာနဲ့ကိုသွားမဲ့မျိုးနဲ့ကိုသွားမယ့်အချိန်ကိုပြောပြရမှာပဲဖြစ်ပါတယ်တကယ်လို့မိတ်ဆွေကအွန်လိုင်းကနေပြီးတော့ကားလက်မှတ်တွေကိုကြိုတင်ပြီးတော့ဝယ်ယူထားခြင်းနဲ့ဆိုရင်တော့အများစုအသုံးပြုကြတဲ့တွဲကို Asia website နဲ့ Best Online Ticket website တွေကိုအသုံးပြုပြီးတော့လက်မှတ်တွေကြိုတင်ပြီးတော့ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ဒါကတော့လူတူကာစီနီလေးပဲဖြစ်ပါတယ်နောက်ပြီးတော့လည်းကိုနီးနားမှာရှိတဲ့လူတူကာဂိတ်တွေကိုဘယ်လိုရှာဖွေရမလဲဆိုတာထပ်ပြီးတော့ပြောပြပေးသွားပါဦးမယ်ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ Google Map ထဲကိုတစ်ချက်ဝင်လိုက်မယ်ပြီးတော့ကိုပုံမှာပါတဲ့ GPS ကိုတစ်ချက်ဖွင့်လိုက်မယ်ပြီးတော့ဆက်ပေါက်နေရာမှာ mini bus station နေရာမီလို့တစ်ချက်ရိုက်ချလိုက်မယ်ဒါဆိုရင်ကိုယ်နဲ့အနီးဆုံးမှာရှိတဲ့လူတူကားဂိတ်တွေကိုပြပေးမှာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ယခုသက်ရှိနေထိုင်နေတာထိုင်းနိုင်ငံဖြစ်တဲ့အတွက်ကြောင့်ထိုင်းဘာသာစကားကိုအသုံးပြုပြီးတော့ရိုက်ရှာမယ်ဆိုရင်ပို့ပြီးတော့ပြည့်ပြည့်စုံစုံတွေ့ရမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ထိုင်းလို Q Roto Glide Chance ဆိုပြီးတော့ရိုက်ရှာလိုက်မယ်ဒါဆိုရင်ကျွန်တော်အနီးနားမှာရှိတဲ့ကားဂိတ်တွေကိုပို့ပြီးတော့စုံစုံလင်လင်တွေ့ရမှာပဲဖြစ်ပါတယ်ဒီထိုင်းစာကိုကျွန်တော်ဗီဒီယိုရဲ့ comment မှာကျွန်တော်ရေးပေးပါမယ်အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့တကူတစ်ယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်